ဆေးရုံသွားဆေးခန်းသွားဆေးတော့ဝယ်တဲ့ခါမှာသုံးလေးသုံးထားချိတဲ့စကလုံးတွေသူတို့မေးတဲ့စကလုံးတွေကဗာမေးတယ်လဲဆိုရင်ဘာဖြစ်တာလဲကိုယ့်ရဲ့ယောဂအခြေအနေကိုဖြေရတာဖြစ်တယ်ပြီးလို့ရှိရင်ဓာတ်မတဲ့တာဘာရှိလဲဆိုတဲ့ဟာသူတို့ကမေးတယ်ကိုဓာတ်မတဲ့တဲ့ stage ရှိတယ်ကိုမြန်မာပြည်မှာပဲမတဲ့ဖြစ်တာပဲဖြစ်ပေါ့နော်ကိုမတဲ့တဲ့ဟာရှိတယ်ဆိုလို့ချင်းအဲ့ဒီဟာကိုဓာတ်ပုံတွေရိုက်ထားဆေးနာမည်တွေကိုအတိမတ်ထားပါကိုသွားတဲ့နေရာတိုင်းမှာငါဒါနဲ့မတဲ့ဘူးဆိုတာပြရမှာဖြစ်တယ်အဲ့ဒီဓာတ်မတဲ့တာကိုထိုင်းလူမျိုးကအရန်မှတ်ရလွယ်တဲ့စကလုံးတစ်လုံးကမတဲ့ဘူးဆိုရင်ဖဲလို့ပြောတယ်ဖဲဟိုကလေရိုက်တဲ့ဖဲလေနော်အဲ့လိုမျိုးလေးကိုမှတ်ထားလို့ရအဲ့ဆိုရင်မတဲ့ဘူးဥပမာပင်လယ်စာနဲ့မတဲ့ဘူးဆိုရင်ဖဲအာဟန်ထလေလို့ပြောလို့ရတယ်ကိုမတဲ့တဲ့အရာတစ်ခုခုကိုဖဲလို့ပြောလို့ရတယ်အဲ့ဒီဖဲဆိုတဲ့စာလုံးကမတဲ့ဘူးဆိုတဲ့အဓိပ္ပာယ်အပြင်ကိုရှုံးတယ်လို့လည်းအဓိပ္ပာယ်ရှိတယ်နိုင်တယ်ဆိုလို့ရှင်ခြနာရှုံးတယ်ဆိုရင်ဖဲအဲကြောင့်ဒီစကလုံးမှာဖဲရဲ့ခြနာရဲ့နှလုံးကြက်လိုက်တာနဲ့ကိုကစကလုံးသုံးလုံးစာရတယ်ဒီမျိုးပုံစံကြိုက်တယ်ဆိုလို့ရှင်ကြိုက်တယ်များများဝေပေးပါလို့ comment မှာရေးလာပေးပါနော်ထိုင်းဘာသာစကားသိချင်တယ်ဆိုလို့ရှင် comment မှာမှတ်ပြီးမေးလာလို့ရတယ်ဒီချက်ကို like and follow လုပ်ပေးပါဝင်းဝင်းစု888က TikTok account အသစ်ဖြစ်တယ် like and follow လုပ်ပေးပါဘာလို့လဲဆိုတော့ account ဟောင်းကစီကန်းချက်တစ်ခုခုချိုးဖောက်ထားပြီးတော့သူပိတ်ဆို့ထားတဲ့လိုမျိုးခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်မပြေးပေးဘူးပေါ့နော်ဒီချက်တော့ဒီအသစ်နဲ့ကိုလာပြီးမှ run တာဖြစ်ပါတယ် follow လုပ်ပေးပါအောင်နော် follow လေးလုပ်ပေးလို့ comment လေးတွေလာမေးပေးလို့ကျေးဇူးအများကြီးတင်တယ်နော်